မင်းရဲ့အသားတွေခောက်ရည်မှာမဲနေတာကိုဂျီးလို့ထင်ရင်အတင်းပုတ်တိုင်နေတော့မလားအဲ့ဒါဂျီးမဟုတ်ပါဘူးမက်ကွင်းညိုတာနဲ့အရေးအကြောင်းတွေထွက်ပါအထီရောက်ဆုံးတဘာဝစီနဲ့ဒီကိုဒီဗီဒီယိုမှာအကုန်ပြောပြမယ်အဆုံးထိကြည့်ထားပါအသားတွေခောက်ရည်မှာမဲနေတာဟာညစ်ပတ်တာမဟုတ်ပဲဆဲလ်တွေစုမိနေတာပါဒါကို fission ကိုအာလူစိမ်းကိုချစ်ပြီးအရေးညှိထုတ်ပါအဲ့ဒီအရေးမှာပါတဲ့ catalyst enzyme ကအသားတွေကိုပြန်လဲကြည်လင်းစေပါတယ်ဒီ syrup ကိုညတိုင်းလိမ့်အိပ်ပေးရပါမယ်မြက်ကွင်းညိုနေလို့စိတ်ညစ်နေခြင်းက coffee မုတ်စစ်တစုံကိုပြားရည်နှစ်စုံနဲ့ရောဆက်ပြီး10မိနစ်လောက် mask ကပေးပါ coffee မှာပါတဲ့ caffeine ကရောင်ရမ်းတာကို short ချပေးပြီးအသားရည်ကိုချက်ချင်းလန်းဆန်းစေပါတယ်အရေးအကြောင်းတွေအတွက်ဆိုရင်တော့ flexis နှစ်စုံကိုအညစ်ထွက်အောင်လောင်ပြုတ်လိုက်ပါဒါဟာတဘာဝ collagen အစ်စ်ပါပဲညတိုင်းလိမ့်ပြီး6ထောင်မှရေစီးချပါမင်းရဲ့အသားရည်ပါကြွေထဲလို့ချောမွေတင်းရင်လာပါလိမ့်မယ်ဒီနီလန်းလေးတွေကရိုးရှိမိပဲမင်းကိုတကယ်ပဲထူးထူးခြားခြားပြောင်းလဲပေးမှာပါမင်းတို့ရောဘယ်အချက်ကအထုံးဝင်ဆုံးလဲဆိုတာခေါင်းမဲ့မှာပြောခဲ့ပါအောင်နောက်ထပ်အခုလိုအလှပဆိုင်ရာလွတ်ဝက်ချက်တွေနေ့တိုင်းသိရဖို့ငါ့ကို follow လုပ်ထားဖို့မမိနဲ့ဦးနော်